တချိန်မလောက်လေတောက်တာတဲ့ဒီဝိတ်ချဈေးကိုမေးထားတာပေါ့နော်အဲ့တော့ဒေါက်တာဆေးကမှာဆိုလို့ရှိရင်တစ်ချိန်ချင်းစီလည်းရှင်းလို့ရတယ်မီလီဂရမ်အလိုက်ပေါ့နော်နောက်တစ်ခါကျတော့ပလန်တွေတစ်လပလန်နှစ်လပလန်အဲ့လိုရှိတယ်ပြီးတော့ဖမ်ချောင်းပေါ့ကိုကကိုဆက်ပန်ထိုးချင်တဲ့လူဒါမှမဟုတ်လို့ရှိရင်လည်းဖမ်နဲ့မှကိုထိုးချင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းရှိတယ်အကုန်လုံးကိုရေးကြည့်ရတခုကအကုန်လုံးကိုတဘတ်ချက်တင့်အောင်ဈေးသက်တောင်လုပ်ပေးထားတယ်အဲအကြောင်းမို့တချို့အမတွေဆိုလို့ရှိရင်ဒီအချင်းချင်းပေါ့နော်အဲ့လိုမျိုးခေါ်လာပြီးတော့ဒေါက်တာဆေးကမှာလာထိုးကြတာပေါ့နော်အဲ့တော့အဓိကဘာလို့အဲ့လိုမျိုးသက်တောင်လုပ်ပေးထားလဲဆိုတော့ဒီလိုမျိုးဒီဆေးထိုးတဲ့ဟာမျိုးတွေကလေသူကဝိတ်ကြဖို့အတွက်ကိုထိုးချတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ချိန်နဲ့ချိန်နဲ့လည်းသူကတကယ်အရန်ဝါရလူတွေဆိုမရနိုင်ဘူးပေါ့နော်အဲ့တော့ကြောင့်မလို့ဒါလာနဲ့ချီပေါ့3လ4လလောက်အဲ့လိုမျိုးတွားရတဲ့ဟာတွေလည်းရှိတယ်အဲ့ခါမှာရေရှည်အတွက်ဆိုလို့ရှိရင်ပို့ပြီးတော့ဘတ်ဂျက်လေးတင်အောင်ထားကဒါလေးကိုစဉ်းစားပြီးတော့အကုန်လုံးတင့်အောင်စီစဉ်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဈေးတင့်အောင်စီစဉ်ပေးထားလို့ဆေး quality ကလည်းတကယ်ကိုချင်းစိတ်ချရတယ်ကိုရီးယား made brand ကိုသုံးပေးတာပဲဖြစ်ပါတယ်အဲ့တော့စိတ်ခွာဒီပိုင်းနဲ့စိတ်ချပါနောက်တစ်ခုကကျတော့ weight တွေလည်းကျကြတယ်ပေါ့နော်ဟာဈေးကမှဆိုလို့ရှိရင်ဒီမှာဆိုရင်ဒါတရဂျိုင်းရဲ့လူဒါတယောက်ကိုတရွက်ဆိုလို့ရှိရင်ဒါအများကြီးပဲပေါ့နော် join ကြတယ် weight တွေလည်းကျကြတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီဆေးတွေကိုစိတ်ချပါပေါ့နော်နောက်တစ်ခုကကျတော့ဒီဈေးနှုန်းတွေကိုတော့ဒါဗီဒီယိုရဲ့နောက်ဆုံး post လေးမှာတင်ပေးထားပါတယ်ရှင်